ဒီကတော့ပြောချင်တာတစ်ခုကတော့အားလဲဆိုရင်တော့သတင်းလေးတစ်ခုတက်လာတယ်မှာစနေအောင်ចောင်းသားတွေခြီတွဲပြန်ဖြေလို့ရတယ်လို့ကြားတယ်ဒါအရင်နှစ်ကအထက်ကထုတ်လိုက်တဲ့စီကံလားမသိပါဘူးကျွန်တော်ကတော့စူးစမ်းကြည့်ခြင်းနဲ့လုပ်ကြည့်ခြင်းနဲ့ဖြေမယ်ကွာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရှေ့ခင်မှာစီနီယာတွေများရှိရလေကိုကြီးတွေ50နှစ်တူဖြေတာတို့ဘာလို့ညာတို့ကျွန်တော်ကအမြဲတမ်းဇွဲနေတဲ့ကောင်များစာမှာဆိုရင်လေအားကြောင့်မလို့လဲကျွန်တော်အမြဲတမ်းနောက်ကျကြံနေကြရလို့ထင်တယ်အားကြောင့်ကျွန်တော်ဒီကနေပြီးတော့ပြောချင်တာတော့ဒီနေ့ကိုခြီတွဲပေါ့နော်ညီလေးမလေးဖြေရခြီတွဲကိုပြန်ဖြေခြင်းနဲ့ဒါပေမဲ့ယူမဲ့အတွဲကတော့မတည်သေးဘူးဒီဆီယာမတွေရဲ့လမ်းညွှန်တစ်ခု guideline ပေးမှုကိုပဲတစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်ဘယ်လိုအသင့်တော်မလဲအဲ့ဒါကိုပဲတစ်ချက်စောင့်ကြည့်ရမယ်ပြန်ဖြေကြည့်ကျင်တယ်ဗျာကြိုးစားကြည့်ကျင်တယ်ယောက်ျားလေးယောက်ပဲပြီးတယ်မလားတချို့တွေကပြောတယ်10တန်းမအောင်ဘာဖြစ်နေညာဖြစ်တယ်ပြောတယ်ဘာညာပေါ့နိုင်ငံခြားမှာသုံးစားမယ်တကယ်တော့မဟုတ်ဗျာတရားမြန်မာနိုင်ငံမှာ10တန်းအောင်လို့ကတော့ဒုက္ခရောက်တာဘာလို့အလောက်ကန်ရှာဖွေတာတို့ဘာလို့ကြစက်ယုံဆိုဒီအနီးနားစက်ယုံတွေသွားဆင်တာတော့မှဗျာသူများမှတ်ပုံတင်နဲ့မှဆင်းရတယ်ဆိုတော့ဥစ္စာကြီးကလုံးဝ fucking way လုံးဝစောက်တိတ်ပဲမရှိတဲ့ဟာကြီးကွာအဲ့တော့12တန်းအောင်ထားတင်ပါတယ်ဖြေလဲဖြေတင်နေမယ်ကြာသွားတဲ့ညီငယ်ညီမတွေငယ်အကုန်လုံးကိုလည်းပြန်ဖြေစေခြင်းတယ်တခါကြာလဲဆွဲမလျှော့ပါနဲ့လို့ကျွန်တော်တို့ပြန်ဖြေမှာဗျာ let's fight ဒီနေ့ကတော့ဒါမဲ့ကျွန်တော်အနေထားနဲ့ဆိုရင်တော့ဝိစာတွေယူမှအဆင်ပြေလိမ့်မယ်ဘာလို့လဲဆိုတော့ physics တို့ chemistry တို့ကဥမာဗျာ physics ဆိုရင်ကိုယ့်ရဲ့ favorite ဘာသာတစ်ခုဖြစ်တယ်ဥမာဗျာအင်္ဂလိပ်ကားတွေကြီး physics အတွေးခေါ်ပိုင်းတွေပါတယ်ဒါပေမဲ့အဲ့ဒီစာတွေနဲ့ကအရန်ဝေးသွားပြီဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒါပေမဲ့ဝိစာတွေမှာကျတော့ပထဝီသမိုင်းတွေလေ့လာရတာဖြစ်ပေမဲ့သမိုင်းတို့ဘာလို့ကျွန်တော်တို့ tourist လိုပြောရမလဲကွာ foreigner တွေနဲ့ပြောတဲ့အခါမှာဒီဟာတွေကအရန်လေ့လာရတဲ့ဘာသာရပ်တွေဖြစ်တဲ့အတွက်ကြောင့်ကိုရီနဲ့တော့နေနဲ့နီးစပ်မှုရှိတယ်အဲ့တော့ဆိုတော့အစာပိုင်းတို့ကလည်းဒီရင်ကျွန်တော်တို့6တန်း9တန်း10တန်း9တန်းလောက်ထိကလည်းသမိုင်းတို့ပထဝီတို့မှာကျွန်တော်ကဖြေရင်အမှတ်80 90ဟလာကြားကောင်းရင်ကောင်းတော့ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါအတွက်လည်းဝိစာတွေယူရင်အဆင်ပြေနိုင်မယ်ဒီလိုမှမဟုတ်ဘူးဒီပထဝီတို့ဥစ္စာတို့ဘောကားတို့ ego တွေယူလိုက်မယ်ဆိုရင်ကျွန်တော်တို့ခွမ်းပါဗျာအဲ့တော့ပြန်စူးစမ်းကြည့်ရင်လည်းနောက်နှစ်တွေမှာအခွင့်အရေးပေးခဲ့ရင်လည်းစူးစမ်းကြည့်ရင်လည်းဘာလို့လဲဆိုတော့တစ်နှစ်ထဲနဲ့တော့နှစ်ချင်းပေါက်ဆိုတော့အဆင်မပြေဘူးလေသိရမလားအဲ့တော့စူးစမ်းကြည့်ရင်လည်းOkay let's fight နောက်နေ့ကျမှအင်္ဂလိပ်လိုပြောကြတာပေါ့ဒီနေ့ကတော့မာလိုတစ်ခုပါပဲOkay let's go